ဒီနေ့ရုံးပိတ်ရက်ဆိုတော့နည်းနည်းနောက်ကျမှထမယ်ဆိုပြီးကြံလာတာမနက်6နာရီတည်းကအစောကြီးနိုးနေတယ်ပြန်အိတ်လို့လည်းမရအဲ့တော့မျက်နှာအရင်ထတက်လိုက်တယ်ညကရုပ်ရှင်ကြည့်နေလို့တော်တော်နောက်ကျမှအိတ်ဖြစ်တယ်အခုအိတ်ရေးကဝမနေဘူးမနက်စာကိုအမေကထမင်းကြော်နဲ့ဘူးသီးကြော်ပြင်ထားပေးတာရှဲပဲနင်းနဲ့လန်းသွားအောင်ကော်ဖီတစ်ခွက်ဖြော်တောက်လိုက်အောင်မယ်အခုတလောမိုးတွေရွာနေပြီမဲ့ရာသီဥတုကအရန်ပူတာပဲမနက်နိုးလာရင်ချွေးတွေရွှဲနစ်နေရောအဲ့တော့လန်းသွားအောင်ရေချိုးလိုက်အောင်မယ်ရုံးပိတ်ရက်ဆိုတော့တငယ်ချင်းတွေနဲ့ရှောက်သွားဖို့ချိန်တော့ချိန်ထားသေးတယ်ချိန်ထားတာကညနေမှဆိုတော့အခုဘာမှလုပ်เสียမရှိဘူးအမေကိုဝိုင်းကူလို့ရင်လေအမေကစူပဲစူနေတာဆိုတော့ဝိုင်းမလုပ်ပေးချင်ဘူးအဲ့တော့အခုညကမပြတ်သေးတဲ့ဒရမာတွေပြန်ကြည့်လိုက်အောင်မေအခုတလောလာတဲ့ဒရမာတွေဇလန်းအရန်ကောင်းတာပဲတပိုင်းပြီးတပိုင်းကြည့်ချင်နေတာညဆိုဒရမာတွေကြည့်ပြီးမနက်ဆိုရုံးမှာအိတ်ငိုက်နေရောဒါပေမဲ့လေဇလန်းကအရန်ကောင်းတော့မဖြတ်နိုင်ဘူးကျမကြီးထိခိုက်မှာဆိုလို့အမေကအမြဲစုတယ်အဆုခံပြီးခိုးကြည့်ရတာပါပဲရိုမန်တစ်ဒရာမာကြီးတော့တိတ်မကြည့်ဖြစ်ဘူးစုံတောက်ဒရာမာကြီးကိုပိုကြိုက်တယ်လူဆိုးကဘသူလဲဆိုပြီးဇက်သိန်းထိဆွဲခေါ်သွားတာအခုရွေးထားတဲ့တကားကြည့်လိုက်အောင်မေဒီနေ့ today no ta wake up ရုံးပိတ်ရက် holiday 8 sleep 6နာရီ 6 o'clock မျက်နှာတစ် wash the face နောက်ကျ late ရုပ်ရှင် movie ည night ထမင်းကြော် fried rice မနက်စာ breakfast မိုးရွာ raining ညနေ evening စုံတောက် detective ရုံး office ကျန်းမာရေး health ဘူးသီးကြော်